chapter 9မှာ show that ဒါလေးဟာစောင်းမမေးနေတာဆိုတော့မေးနိုင်ပါတယ်နော် chapter 9လေးရဲ့ show that လေးပါအဲ့လို show that တက်ပြပါ for capacitor capital လေးလုံး test မှာတော့3လုံးပဲရှိတယ်ဆရာကတင်က4လုံးနဲ့မေးရင်လည်းဘာလို့ရအောင်လို့ရှင်းလို့ရအောင်လို့ဆရာက4လုံးနဲ့ပါပေးတာပါရှင်းပေးတာပါ show that တက်ပြပါ for capacitor 4လုံး in series တန်းဆက်စကြမယ်လိုချင်တာကတော့ 1/c ကို1/c 1 1/c 2 1/c 1/c 4အဲ့ဒါဖြစ်ကြောင်းငါတို့ပါပါတသေးပြပြန်ပြောပေးမယ်ရိုးတဲ့တသေးပြပါ for capacitor လေးလုံး in series တန်းဆက်စကြပါမယ် 1/c ကို1/c 1 1/c 2 1/c 1/c 4အဲ့ဒါဖြစ်ကြောင်းပါသေးပြမှာတသေးပြမှာဆရာတရားတွေကစတင်နေပြောရတယ်တန်းဆက်ပြင်စမှာ capacitor တို့တွေ့ပြီဆိုရင် c equal to Q by V C ရဲ့ Q ရဲ့ V ရဲ့3ရောက်ရဲ့နေထောက်နားလည်ရမယ် C ကို Q by V C ရဲ့ Q ရဲ့ V ရဲ့3ရောက်ရဲ့နေထောက်ပါလဲရမယ်နားလည်ရမယ်ကပါစက်တယ်တန်းဆက်ဆိုတော့ပါတူတယ် Q တူတယ် Q တူရဆွဲတွေဘာကိုပဲလိုက်မယ် Q ကိုပဲလိုက်မယ် Okay လိုချင်တာဘာလိုချင်တာ C ကိုလိုချင်တာဘာကိုပဲလိုက် C ကိုပဲလိုက်ကျန်တာက V ဒီပုတ်စာကိုဒီရှိုးတော့ဘာတွေပြတဲ့ခါမှာတက်သေးပြတဲ့ခါမှာဘယ်ရစတွဲ V ကစတွဲဘာပုံသီးပြောင်းတာဝေပုံသီးဘာသာပြောင်းတာအဲ့ဒါ idea ပဲလာပြီဗျာ C equal to ဘာပိုင်ကြီးလဲကျူပိုင်ဝီဘာပုံသီးပြောင်းဝေပုံသီးပြောင်း V equal to ဘာပိုင်စီလဲကျူပိုင် C V1 equal to ကျူပိုင်ဘာဝလဲ C1 ကျူမ1 2 3ထည့်စရာမလိုဘူးဘာဆက်ဆိုတော့10ဆက်ဆိုတော့ဘာတင်နေလို့ကျူတူနေလို့ဘာတူ equal to V2 equal to Q by ဘာတူလဲ C2 လာပြီဗျာဘာ3 equal to V3 equal to Q by C3 ဗျာ V4 equal to Q by ဘာဖို့လဲ C4 ဘာဝင်ကြီးကြောင်းပြီးသွားပြီ V4 3ဘာပြီးသွားပြီကြောင်းပြီးသွားပြီဒါဆိုရင်ဆက်ရှင်းလို့ရပြီကဲတော့ဘာကိုရှာလိုက်မလဲဘာဆက်ပဲတော့ V ကဆက်တဲ့ဆိုတဲ့total potential difference ရေးလို့ရပါတယ် total potential difference potential difference ရေးလို့ရတယ်ရေးတော့ပါဦးဆရာနေရာလေးအခက်အခဲကြောင်းပါအဲ့တော့ y equal to v equal to ဘာ1 plus v1 plus v2 plus v3 plus ဘာ4လဲဆိုတော့ v4 ပေါ့ okay v ကဘာပဲ v နေရာမှာဘာပိုင်း c လဲ q by c ရေးလိုက်ပေါ့ဗျာ q by c equal to v1 နေရာမှာ q by c1 plus V2 နေရာမှာ Q by C2 plus V3 နေရာမှာ Q by C3 plus V4 နေရာမှာ Q by ဘာပေါ်လဲ C4 ဘာby C Q by C ဘာပွဲတူလဲ equal to ဘာပေါ်တော့ Q ပေါ်တော့ဘာကျန်ခဲ့လဲ1ကျန်ခဲ့လဲ1 by C1 plus 1 by C2 plus 1 by C3 plus 1 by ဘာပေါ်လဲဆိုတော့ C4 ပါဒါဆိုရင်အဲ့ဒါလည်းကြည့်တော့ပြီ Q နဲ့ Q နဲ့ကြည့်တော့ပြီ Q3 Q အဲ့တော့1 by C equal to 1 by C1 plus 1 by C2 plus 1 by C3 plus 1 by C4 ဗျာဒါသူတို့ချင်းနဲ့ပါတယ်ပဲ show သက်ပါပဲဘာမှခက်ခဲပါလည်းမရှိဘူး idea လေးကတော့ capital တော့တွေ့ပြီဆိုရင် C ကိုဘာဝင်ပြီ Q1 V C ရဲ့ Q ရဲ့ V ရဲ့ဘယ်နှယောက်ရဲ့3ယောက်ရဲ့ဘာထောက်နဲ့နားလည်မယ်အနေထားကိုနားလည်ရမယ်10ဆက်ဆိုတော့ဘာလို့ပဲဘာတူလဲ Q2 နဲ့ Q ခဏပေးခဲ့တာလိုချင်တာပါဆိုတော့ C ဆိုတော့ဘာပဲတာ C ကိုခဏပေးခဲ့တာကျန်တာကဘာလဲ V show သက်သေးပြလို့ရှိရင်ဘယ်ရစအတွက် V ကစအတွက်ဟုတ်ပြီနော်အားလုံးကြက်မှတ်ချက်နော်ဝင်းစံများပြေဝကြပါစေဘေးရန်တွေပေါင်းလဲကင်းဝေးကြပါစေ